လေကွင်းထဲမှာလူတစုမြေတူးနေကြပါတယ်သူတို့တန်ရှိရလေးတဲ့နှလုံးသားကြီးတစ်ခုကိုမထင်မှတ်ပဲတွေ့ရှိသွားပါတယ်ဒါပေမဲ့ဒီနှလုံးသားကြီးကခုံမနေတော့တာကြပါပြီနောက်တော့မှသူတို့သိလိုက်ရတာကလူတွေနေတဲ့နေရာဟာတကယ်တော့ပင်လယ်လိပ်ကြီးတစ်ကောင်ရဲ့ကြောကုန်းပေါ်မှာဖြစ်နေတာပါဒါပေမဲ့တနေ့မှာတော့ဒီပင်လယ်လိပ်ကြီးရဲ့နှလုံးသားကထူးဆန်းတဲ့ယောဂတစ်ခုကူးစက်ခံလိုက်ရပါတယ်သူ့ကိုကူတောက်ဖို့အတွက်ဂျွန်နဲ့ဂျက်တို့ကတက်ရှိရည်တစ်မျိုးကိုစီးနှင်းခဲ့ကြပါတယ်သူတို့ဟာလိပ်ကြီးရဲ့ခန္ဓာကိုယ်ထဲဝင်ပြီးယောဂဖြစ်နေတဲ့တွေးကြောတွေကိုလိုက်ရှာကြပါတယ်သူတို့ရှိကတရဝကြီးကိုတွေးလိုက်ရတော့ပါဇက်အဟောင်းသားဖြစ်သွားကြပါတယ်ဂျွန်ကဂျက်ကိုပြောလိုက်ပါတယ်ခုခံအားဆဲတွေကိုတွားခေါ်ခဲ့ငါတို့အကူအညီလိုတယ်သူကိုယ်တိုင်ကတော့ဗိုင်းရပ်စ်ရဲ့အခွန်ကိုဖျက်ဆီးဖို့ကြိုးစားနေပါတယ်ဒီလိုမှခုခံအားဆဲတွေကအထဲကိုဝင်ပြီးအတွင်းပိုင်းကနေလုံးဝဖျက်ဆီးပစ်နိုင်မှာပါမကြခင်မှာပဲဂျက်နဲ့ရန်တို့ကခုခံအားဆဲတွေစုဝေးနေတဲ့နေရာကိုတွေ့သွားကြပါတယ်ခုခံအားဆဲတွေကဗိုင်းရပ်စ်ကိုအပြင်းထန်တိုက်ခိုက်ကြပါတယ်ဒါပေမဲ့အဲ့ဒီဗိုင်းရပ်စ်ကအရန်ကိုကြန့်ခိုင်နေပါတယ်သူတို့ရဲ့တိုက်ခိုက်မှုတွေကဘာထိခိုက်မှုမှမရှိတဲ့လောက်ပါပဲအဲ့ဒီအချိန်မှာပဲဂျက်ကရုတ်တရက်អော်လိုက်ပါတယ်ဟေးကောင်တွေငါ့ကိုမှတ်မိကြသေးလားခုခံအားဆဲတွေကသူ့အတန်ကြောင့်အာယုံဆိုင်လာကြပါတယ်သူတို့အားလုံးချက်ချင်းပဲသူ့စီကိုအလုံးရင်းနဲ့ပြေးလာကြပါတယ်တစ်ဖက်မှာတော့ဂျွန်ကဗိုင်းရပ်စ်ရဲ့အခွန်ကိုဖောက်ထွင်းဖို့ကြိုးစားနေပါတယ်ဒါပေမဲ့အဲ့ဒီမှာကြောတဲ့အကာအကွယ်လွှာကြောင့်သူဘလောက်ပဲကြိုးစားအကြောင်းတစ်ခုတော့မဖြစ်ခဲ့ပါဘူးခုခံအားဆဲတွေကလည်းသူ့စီကိုပြေးလာနေကြပါပြီဒီအရေးကြီးတဲ့အချိန်မှာပဲလူတန်ကြီးတယောက်ပြေးထွက်လာပါတယ်သူကသူ့ရဲ့ပစိန်ကိုထုတ်ပြီးအခြေအနေကိုဖြေရှင်းလိုက်ပါတော့တယ်နောက်ဆုံးမှာတော့အကာအကွယ်လွှာဟာပေါက်သွားခဲ့ပါတယ်ခုခံအားဆဲတွေအားလုံးဟာအပေါက်ထဲကိုပြေးဝင်သွားကြပြီးလက်ကြီးရဲ့ယောဂကိုကုသပေးလိုက်ကြပါတော့တယ်လက်ကြီးရဲ့နှလုံးသားဟာနောက်ဆုံးမှာပြန်ကောင်းသွားနိုင်ပေမဲ့သူခွဲသွားတဲ့မင်းနှလုံးသားကတော့ပြန်ကောင်းလာဖို့မဖြစ်နိုင်တော့ဘူးမလား